သူအမြင်တိုင်းလေးပြောချင်တယ်ဆိုတာပါလဲဒီငါနဲ့3နဲ့8 5 3 6ဒီ3လုံးပေါင်းခြင်း4ရဲ့နက်က2မြင်တယ်နော်5 3 6 4ရဲ့နက်က2အနှစ်ကဒီ3လုံးပေါင်း2ရမှာ23တစ်ခွက်တည်းဟုတ်ပြီနော်တခါ1ရဲ့3ရဲ့4ရဲ့3လုံးပေါင်း8ရဲ့နက်က1အတစ်ကထိပ်ဒီ3လုံးပေါင်း1ရမှာဒီကိုဆိုထွက်တယ်ဟုတ်ပြီနော်အဲတိုင်းဒါရိုးကြီးမကစားနော်တကွဲကောင်းကပေးရတော့နည်းနည်းများနေဒီမှာဒီ2ရဲ့9ရဲ့2ရဲ့9လေးပေါင်းခြင်း3ရဲ့နက်က5 3ရဲ့နက်က5တဲ့3ရဲ့နက်က5ထိပ်အဲ့5ဒီ3လုံးပေါင်းခြင်း553တစ်ခွက်တည်းဆိုတော့သူပြီးတာ1ပင်2ပင်3ပင်3ပင်ရှိသွားပြီနော်ဆိုတော့ဒီ1ရဲ့3ရဲ့6ရဲ့ဒီ3လုံးပေါင်းခြင်း3ညနက်ကခွန်းနဲ့အဲ့ခွန်းကထိပ်ဖြစ်ရဒီ3လုံးပေါင်းကလည်းခွန်းဖြစ်ရ6ချီ4ချီခွန်ဖြည့်ဖို့အတွက်3ပိတ်ခွန်ထိတ်နဲ့83တကွက်ကောင်းနားလေလားမသိဘူးနော်9ရဲ့3ရဲ့6ရဲ့4ရဲ့နက်က2အနှစ်ကထိတ်ဒီ3လုံးပေါင်းခြင်းက2ဖြစ်ရမှာ3ပိတ်8ရဲ့နက်က1ရဲ့1ကထိတ်အတစ်ကဒီ3လုံးပေါင်း1ဖြစ်ရဒီလိုပဲဟုတ်ပြီနော်ရိုးကြီးမကစား83မွေးကလေးနဲ့မှာပါတယ်ခွန်တော့နေ့ပဲမင်းရခွန်တော့ကြိုင်တယ်လား